ဟော်မုန်းချိုးတဲ့ကလေးဘွားကနေကမ္ဘာအကောင်ဆုံးဘောလုံးမဖြစ်လာတဲ့ဂုတ်မက်ဆီပရိသတ်များလုံးမင်္ဂလာပါဗျာတနအိုင်မက်ကွန်ရှီကိုအွန်လိုင်းအကျဉ်းကနေပြန်လည်ကြိုလိုက်ပါတယ်သူနာမည်ရင်းကလီယိုနယ်အန်ဒရက်စ်မက်ဆီတဲ့1989ခုနှစ်ဇွန်လရဲ့မွေးရည်စက်တွေအောက်မှာမွေးဖွားခဲ့တဲ့သူတူပေါ့ဒီနေ့မှာသူဟာအသက်38နှစ်ပြည့်သွားခဲ့ပါပြီစပိန်ကိုဝဲဝဲနဲ့ကွင်းနဲ့မှွေနောက်ပြေးလွှားနေတဲ့ဂျာဒီလေးဟာအခုတော့စပိန်တူလိုညှက်ထားတဲ့မုတ်စိတ်မွေပတိုင်းမွေးတွေနဲ့ရင်းကျက်တဲ့သူကြီးဖြစ်သွားခဲ့ပါပြီအရာအလုံးကိုဖလင်တိတ်သားတဲ့အထက်အစကနေပြန်ရင်းကြည့်မယ်ဆိုရင်ရိုဆာရီယိုမျိုးနဲ့မွေးဖွားခဲ့တဲ့ကလေးလေးတယောက်ကနေအစချီရမယ်ထင်ပါတယ်မွေးချင်းတယောက်တည်းတတိယမြောက်သားဘောလုံးကိုချင်းမြတ်နိုးပြီးအီတလီသွေးပါတဲ့မိသားစုမှာမွေးဖွားခဲ့တဲ့မက်ဆီဟာငငယ်ကလေးကဘောလုံးပိုက်ပြီးကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ်လေးနှစ်သားအရွယ်မှာပဲမက်ဆီဖြစ်သူဂျော့စ်နီးပြလုပ်နေတဲ့ဂရန်ဒိုလီအသင်းမှာဝင်ရောက်ကစားဝင်ရခဲ့ပါတယ်ကလေးလေးမက်ဆီကိုဘောလုံးကစားဖို့အတွက်လေ့ကျင့်ရေးကွင်းစီအချိန်မမှန်ကြီးအကြိုပို့လုပ်ပေးခဲ့သူကတော့အဖွားဖြစ်သူစီလီယာပါပဲအဖွားဖြစ်သူဟာမက်ဆီအတွက်တော့အချစ်ရဆုံးလူသားတူပါအဖွားကြောင့်ပဲဘောလုံးမဖြစ်ဖို့ဆရာထက်တန်ခဲ့တယ်လို့အကောင်းဆုံးစုတွေမှန်သမျှသိမ်းပိုက်နိုင်ခဲ့တဲ့သူဖြစ်လာခဲ့တာပါဒါကြောင့်ရိုမန်ကက်သလစ်ဘာသာဝင်မက်ဆီဟာဂိုးသွင်းပြူပြီးတိုင်းအဖွားဖြစ်သူကိုတိုင်တင်တဲ့အနေနဲ့လက်နက်ဘက်ကိုမိုးပေါ်ထောင်ပြီးအောင်ပွဲခံလေးရှိတာဖြစ်ပါတယ်။6နှစ်သားအရွယ်မှာတော့မက်ဆီဟာနယူးဝဲအိုဘိုင်းကလပ်စီကိုပြောင်းရွှေ့ခဲ့ပါတယ်။လူငယ်အသင်းတွေကစားပေးခဲ့တဲ့6နှစ်တာကာလအတွင်းမှာမက်ဆီဟာဂိုးပေါင်း900ကျော်သွင်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကောင်လေးကိုဘယ်သူမှ professional ဘောလုံးမတစ်ယောက်ဖြစ်လာမယ်လို့မထင်မှတ်ခဲ့ကြပါဘူး။အသက်10နှစ်အရွယ်မှာခန္ဓာကိုယ်ကြီးထွားမှုနှုန်းရပ်တန့်သွားပြီးဟော်မုန်းချိုးယွင်းတဲ့ယောဂါဟာမက်ဆီမှာဆွဲကပ်လာခဲ့ပါတယ်။အဆိုပါယောဂါအတွက်ကြီးထွားဟော်မုန်းဆေးထိုးရမှာဖြစ်ပြီးတစ်လကိုဒေါ်လာ1000ကုန်ကျမှာဖြစ်ပါတယ်။ဒီပမာဏဟာမက်ဆီတို့မိသားစုအတွက်အခက်အခဲဖြစ်နေပါတယ်။နယူးဝဲအိုဘိုင်းလူငယ်နီးပြအန်ဒရီယန်ကိုရီယာကမက်ဆီကိုမြင်လိုက်တာနဲ့ဘောလုံးကစားနိုင်မယ်လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူး။သူကလူပူလေးတတပါထိတာနဲ့ကြိုးကြေသွားမဲ့ပုံစံမှာရှိပါတယ်။ဒါပေမဲ့သူ့မှာပါရမီရှိနေပါတယ်။သူကမတင်မှန်ထားတဲ့အတိုင်းအတာကိုရောက်သွားနိုင်တဲ့သူပါလို့မှတ်ချက်ပြုခဲ့ပါတယ်။ဒါပေမဲ့မက်ဆီရဲ့ဘဝအခက်ခဲပါတယ်။သူရဲ့ဆေးကူးသားဆေးကိုအာဂျင်တီးနားကကလပ်တွေကမပေးချေနိုင်ပါဘူး။ဒီလိုသာဆိုရင်သူရန်ဖြစ်ချင်တဲ့ဘောလုံးမတယောက်မဖြစ်နိုင်တော့ပါဘူး။သူရဲ့ပါရမီတွေဟာတဲတဲရေသွန်ဖြစ်သွားတော့မှာပါ။ဒီအချိန်မှာမက်ဆီတို့မိသားစုဟာစပိန်မှာရှိတဲ့မျိုးတွေစီကိုပြောင်းရွှေ့ခဲ့ပြီးကက်သလတ်အခြေဆိုင်ဘာစနာအသင်းမှာတွားရောက်ခြေစွမ်းဆန္ဒခံခဲ့ပါတယ်။မက်ဆီရဲ့ခြေစွမ်းကိုချက်ချင်းဆိုလိုသဘောကျခဲ့တာကြောင့်ဘာစနာအသင်းဟာနိုင်ငံခြားသားလူငယ်လေးတဦးကိုအသင်းအကယ်ဒမီအတွက်ခက်ခဲစ조사ပြီးအမေစင်းသွင်းခဲ့ရသလိုအသက်14နှစ်အထိကြီးထွားဟော်မုန်းကုသမှုကိုဈေးခံပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။မက်ဆီယာစကားနဲ့လုံးလုံးအသင်းမော်ရီနဲ့စကားမပြောတတ်လို့အားလို့တော့မှထင်ခဲ့ရသူပါ။ဒါပေမဲ့လည်းပြောရမယ့်စကားလုံးတိုင်းကိုကွင်းတင်းကခြေစွမ်းနဲ့တက်သေးပြပြီးတော့လေ့ကျင့်ခွင့်မှာတသိန်းလုံးကိုလင်းခောက်ဂိုးတွေတိုင်းသွင်းယူပြတက်လေးရှိပါတယ်။အချို့တွေကြိုင်လုံး10ဂိုးသွင်းနိုင်ရင်ချောကလက်စားရမယ်ဆိုပြီးနီးပြကအလောင်းစားလို့တကယ်ကန်တဲ့အချိန်မှာ10ဂိုးမကသွင်းပြပြီးချောကလက်ရအောင်စားတဲ့သူ။အစီကြောင့်ဘာစနာအသင်းဟာအသင်းမှာရှိတဲ့ကိုကာကိုလာစက်တွေကိုတောင်ပြန်သိမ်းခဲ့ရပါတယ်။ဒီလိုနဲ့2004ခုနှစ်အသက်18နှစ်အရွယ်မှာတော့မက်ဆီယာဘာစနာအသင်းကြီးအတွက်စတင်ရွေးချယ်ခြင်းခံခဲ့ရပါတော့တယ်။2005ခုနှစ်ဘာစနာနဲ့အိုင်ဘာစီတီတို့ကစားခဲ့တဲ့လာလီဂါပွဲစဉ်89နှစ်မှာစီမီယယ်အီတိုဟာစပိန်ကုန်းဝဲအောင်ရှိတဲ့ကောင်လေးတယောက်နဲ့လူစားလဲချင်းခံခဲ့ရပါတယ်။တိတ်မကြခင်မှာပဲညာတောင်ပန်ကနေလှလှပလိန်ခောက်လာတဲ့ရိုနယ်တင်ဟိုကအဆိုပါလူငယ်လေးစီကိုဘောလုံးမပေးလိုက်ပါတယ်။ဘောလုံးကိုလက်ခံရရှိချိန်မှာလူငယ်လေးဟာမဆိုင်မတော့ပဲကိုသမားရာဟူဘယ်ဘူနာကိုမတင်ပြီးဂိုးဖြင့်ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့ဒီဂိုးဟာသွင်းဂိုးဖြင့်တတ်မှတ်ခြင်းမခံခဲ့ရပဲလူကျွံဘောသာဖြစ်ခဲ့ရပါတယ်။ဒါကိုဘောလုံးလောကကြီးကလက်ခံဖို့မရပါဘူး။ဒီခိုက်တန်ကိုပြန်လည်ဖြစ်ပွားစေခဲ့ပြီးဒီချိန်မှာလည်းရိုနယ်တင်ဟိုရဲ့မာဘေးမှုကနေပဲပုံစံတူအနေထားနဲ့လူငယ်လေးကနောက်ထပ်မှန်လက်ခံရရှိခဲ့ပါတယ်။ပထမချိန်မှာတော့ကလိုပဲလူငယ်လေးဟာဂိုးသမားရာဟုဘယ်ဘူနာကိုထပ်မံမှကျင်ပြီးဂိုးထက်သွင်းခဲ့ပါတယ်။ဒီချိန်မှာတော့ဂိုးဖြင့်အောင်ပွဲခံနိုင်ခဲ့ပြီးဘောလုံးနဲ့ဖျားကြီးရိုနယ်တင်ဟိုဟာဆိုပါလူငယ်လေးကိုကြောပိုးပြီးအောင်ပွဲခံခဲ့ပါတယ်။ဂိုးယူနေမှုတွေကပြုံးရည်နေတဲ့သူ့ရဲ့မျက်နှာအတိုင်းသားပဲဒီဂိုးဟာမက်ဆီအတွက်ကစားမဘွားပထမအဆုံး professional သွင်းဂိုးဖြစ်ခဲ့ပါတယ်။2009ခုနှစ်မှာဂီတာဖေးအသင်းနဲ့ပွဲမှာကိုဘက်ချန်ကွင်းကနေပြန်ကစားမ9ယောက်ကိုကြော်ဖြတ်ဆွဲပြေးပြီးမက်ဆီယာကစားမဘွားအလှပဆုံးဒီဂိုးတော်သွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒီဂိုးဟာကမ္ဘာဘောလုံးလောကကိုမက်ဆီစတင်လှုပ်ကန်ခဲ့တဲ့သွင်းဂိုးလေးဖြစ်ပါတယ်။2008-2009ရာသီအသက်22နှစ်အရွယ်မှာပဲဘာစီလိုနာအသင်းနဲ့အတူဖလားသုံးလုံးချန်ပီယံဖြစ်ပြီးဘောလုံးဒီယောဆုကိုပါတပြိုင်နက်တည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဆိုပါရာသီကနေ2011-2012ထိမက်ဆီယာဘောလုံးဒီယောဆုကို၄နှစ်ဆက်တိုက်ရရှိခဲ့ပြီးဘောလုံးလောကမှာဒီဆုကို၄ချိန်ဆက်စကူးနိုင်တဲ့ဒူးတဲသောကစားမဖြစ်လာခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲမက်ဆီယာပြည်ရည်နှစ်တနှစ်အတွင်းသွင်းဂိုးများဆုံးကစားမအဖြစ်စံချိန်တင်နိုင်ခဲ့တယ်လို့အသက်24နှစ်မှာတင်ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက်သွင်းဂိုးများဆုံးကစားမဖြစ်လာခဲ့တာဖြစ်ပါတယ်။2014-2015ရာသီမှာတော့ဘာစီလိုနာအသင်းကိုနောက်တစ်ချိန်ဖလားသုံးလုံးချန်ပီယံဖြစ်အောင်ထပ်မံကူညီပေးခဲ့ပြီး၅ချိန်မြောက်ဘောလုံးဒီယောဆုကိုရခဲ့တယ်လို့လာလီဂါသမိုင်းတစ်လျှောက်သွင်းဂိုးများဆုံးကစားမဖြစ်နေပါစံချိန်တင်နိုင်ခဲ့တာပါ။အဲဒီနောက်နှစ်ကာလဒီရီယာအချိန်ကမ်းမကိုတိုင်စားခဲ့ပြီးတက်ကရစ်တွေပြိုလာခြင်းနဲ့အတူ2022ခုနှစ်ကိုရောက်ရှိခဲ့ပါတယ်။ဒီအချိန်မှာတော့မက်ဆီယာဘောလုံးဒီယောဆု9ဆုရှင်ဖြစ်နေပြီဖြစ်တယ်လို့အာဂျင်တီးနားအတွက်လည်းကိုပါအမေရိကချန်ပီယံဆုကြီးကိုသိမ်းပိုက်ပေးနေပါပြီ။ဒါပေမဲ့မက်ဆီမီယာသေးတဲ့တခုတည်းသောဂုဏ်ပုဒ်ကကမ္ဘာဖလားချန်ပီယံဂုဏ်ပုဒ်ပါပဲ။မက်ဆီယာအာဂျင်တီးနားအသင်းကို2020ကမ္ဘာဖလားရရှိအောင်အကောင်းဆုံးဦးဆောင်ပေးခဲ့ပြီးကစားမဘွားဒုတိယမြောက်ကမ္ဘာဖလားရွှေဘောလုံးဆုနဲ့ကမ္ဘာဖလားသမိုင်းတစ်လျှောက်ပွဲများဆုံးစားမအဖြစ်စံချိန်စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။အစာကောင်းပြီးအဆုံးသက်သေးကြတဲ့ဇလန်းတွေအသိမရှိပါဘူး။မက်ဆီရဲ့ဇလန်းကတော့အစာလည်းကောင်းခဲ့တယ်လို့အဆုံးနဲ့ကြည်နူးနှစ်သက်ဖွယ်ဖြစ်ခဲ့ပါတယ်။ကစားမဘွား2016ခုနှစ်ကာလဝန်းကျင်တွေကတော့ဝမ်းနည်းစရာအခိုက်အတန့်တွေများခဲ့မှာပဲ။ဒါပေမဲ့လက်မလျှော့သူကနောက်ဆုံးမှအောင်နိုင်သူဖြစ်ခဲ့ပါတယ်။ကျွန်တော်အစားကောင်းကောင်းစားခဲ့ပြီးဘောလုံးကောင်းကောင်းကစားရမယ်ဆိုရင်ဒီနေ့မှာဘောလုံးတရားစုရမှာတဲ့ဆိုတဲ့ချာတီလေးမက်ဆီပြောငယ်ကပြောခဲ့ပူပါတယ်။အခုတော့ဒီကစားမဟာဘောလုံးလောကကိုအနိုင်ပိုင်းခဲ့ပါပြီ။သူကဘောလုံးကဘာရဲ့အပြီးပြည့်စုံသော
ကစားသမားအမှတ်ကြောက်ကိုချင်းချင်းမရှိစိုက်ထူနိုင်ခဲ့သူဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဒီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။